Hello အားလုံးပဲမင်္ဂလာပါရှင် Hila ဘိုင်ရာ YouTube channel က Hira ပဲဖြစ်ပါတယ်ဒီတစ်ခါ Hira ကတော့ timeless reading တစ်ပုဒ်ပေါ့နော် relation သမားတွေအတွက် timeless reading လေးလုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီတော့ readings လေးစဖို့အတွက်ကို Hira ကဒီမှာခေါင်းစည်းကြိုးလေး3ခုပေးထားတယ်ပေါ့နော်ဒါကတော့ file 1အလဲကတော့ file 2ဖြစ်ပြီးတော့ဒီဘက်အမဲလေးကတော့ file 3ဖြစ်ပါတယ်အဲ့တော့မိမိနဲ့တက်တဲ့1 2 3ကိုပဲဖြစ်ဖြစ်ဒီခေါင်းစည်းကြိုး color လေးတွေကိုပဲဖြစ်ဖြစ်pick လုပ်ပြီးသွားပြီဆိုတာနဲ့ reading space ကိုတွားပြီးတော့ကြည့်လိုက်ရအောင်ပထမဆုံးတော့က file 1ကနေစပြီးတော့ပြောမယ်ပေါ့နော် Okay အဲ့တော့အခုဒီမှာ file 1လေးတွေအတွက်ကိုပေါ့နော်ဒီ relation သမားလေးတွေအတွက် timeless reading လေးလုပ်ပြီးသွားမှာဖြစ်ပါတယ်ဒီ readings လေးက general reading ဖြစ်တဲ့အတွက်အကုန်လုံးနဲ့ energy resonate ဖြစ်ခြင်းမှာဖြစ်ပါမယ် file 1 2 3အားလုံးကိုတစ်ချက်ပေါ့နော်ဒီ current energy တွေ check ပြီးတော့ကြည့်ပေးသွားမှာဖြစ်တဲ့အတွက်ကိုယ်နဲ့ energy resonate ဖြစ်တဲ့ file လေးတွေကိုရွေးပြီးတော့မှကြည့်လို့ရပါတယ်ရှင်အဲ့တော့စားလိုက်ရအောင်ပထမဆုံးရကဒီ tarot card သုံးမယ်ပြီးရင်ဒီ oracle card သုံးကတ်ဆွဲမယ်ပေါ့နော်အရှိက single love reading အတိုင်းပဲပေါ့နော်ဆိုတော့ဒီမှာဒီ tarot card နဲ့အဲ့တော့က9ကတ်ဆွဲမယ်ပေါ့ပထမဆုံးဒီ file 1ကိုရွေးချယ်ထားတဲ့သူလေးတွေအတွက်လက်ရှိ energy အဲ့တော့ဒါ energy check ဖို့ဖြစ်ပါတယ်ဖိုင်ဝမ်သမားလေးတွေရွေးချယ်ထားတာကိုနဲ့ energy ကိုင်းမကိုက်ကိုဒီ current energy မှာ check လို့ရပါတယ်အဲ့တော့ဖိုင်ဝမ်လေးတွေအတွက်လက်ရှိ current energy ကဘာများဖြစ်မလဲ please give me the message for Paiwan relation သမားလေးတွေ IS သမားလေးတွေအတွက်ပေါ့နော် Paiwan လေးတွေရဲ့လက်ရှိ current energy ကတော့တဲ့ Nike or Source တဲ့နော်စိတ်ဆန္ဒတွေပြင်းပြတယ်ပြပြတပွန့်ပွန့်လင်းလင်းအဲ့လိုပုံစံမျိုးလေးပေါ့နော်တွေ့ရပါတယ်ဒါ current energy အဲ့တော့ power လေးတွေရဲ့တစ်ခါသူရဲ့ mindset ဒါမှမဟုတ်သူ့ရဲ့ energy ပေါ့နော်တစ်ခါသူရဲ့စိတ်နေသဘောထားသူ့ရဲ့ energy ကဘာများဖြစ်မလဲ power လေးတွေရဲ့တစ်ခါသူ mindset တစ်ခါသူရဲ့ဒီစိတ်နေသဘောထားသူ့ရဲ့ energy ကဘာများဖြစ်မလဲ okay Queen of Cups Okay ဒီ file 1လေးတွေရဲ့ relation ကတော့တတရရပဲเนาะတတရရ energy မျိုးကိုတော့တွေ့ရတယ် Okay အဲ့ဒီတော့နှစ်ယောက်ကြားမှာရှိနေတဲ့ challenge လေးတွေအခက်အခဲလေးတွေများရှိမလားပေါ့เนาะဘာလေးတွေများဖြစ်မလဲပေါ့တစ်ချက်ကြည့်ရအောင်နှစ်ယောက်ကြားထဲမှာနှစ်ယောက်ကြားထဲက challenge ကဘာတွေများဖြစ်မလဲ Please give me the message for file 1နှစ်ယောက်ကြားထဲက challenge ကဘာတွေဖြစ်မလဲပေါ့เนาะ Oh Oh my god ဒီနှစ်ခုလေးကဆင်တူတယ်เนาะဒီနှစ်ခုလေးကဆင်တူတယ် Oh my god Okay ဆက်ကြည့်ရအောင်အဲ့တော့ဒီ file 1လေးတွေရဲ့ relation မှာဒါတိတိထိုက်တဲ့ဒါအကြံဉာဏ်လေးတွေပေါ့เนาะ advice ကပါများဖြစ်မလဲ file 1လေးတွေအတွက် advice ကပါများဖြစ်မလဲ Oh 3 or ones Okay ဆက်ပြီးတော့ကြည့်ရအောင်ဒီ3လနဲ့6လအတွင်းမှာ file 1လေးတွေရဲ့ဒီrelation မှာပေါ့နော် file 1လေးတွေရဲ့ relation မှာဘယ်လို outcomes လေးတွေရှိလာမလဲဆိုတာလေးကိုကြည့်လိုက်ရအောင်3 to 6 week Okay အဲ့ဒါကြောင့် file 1ကအဆင်ပြေတယ်เนาะအခု general energy overall ခြုံကြည့်လိုက်တဲ့အခါကျတော့ file 1လေးတွေကတော်တော်အဆင်ပြေတယ်เนาะနှစ်ယောက်ကြားထဲမှာအပေးယူမျှတဲ့ဆက်ဆံရေးမျိုးတွေတွေ့ရတယ်။ Okay အဲ့တော့ file 1လေးတွေရဲ့ energy ကိုအရင်စပြောမယ်။ဒီ file 1လေးတွေမှာဆိုလို့ရှိရင် file 1လေးတွေကလေရှုပ်ရှက်တွေရမ်းမကြိုက်ဘူး။ဒါဆိုတာပဲ communication ပြတ်သားတယ် clear ဖြစ်တယ်။ဒါကြိုက်တယ်ဒါမကြိုက်ဘူးပွင့်လင်းလင်းတစ်ဖက်ပါတနာနဲ့ညှိနှိုင်းပြောဆိုဆွေးနွေးတတ်တယ်သိလား။ပြောရလို့ရှိရင်နောက်ပြီးတော့ healthy ဖြစ်တဲ့ relations မျိုးကိုတော့ခံစားမိတယ်ပေါ့နော်အဲ့တော့ဒါ file 1လေးတွေ energy အဲ့ဒီ energy နဲ့မကိုက်ညီနေဘူးကိုယ့်ရဲ့ relation ကစိတ်ညစ်စရာကောင်းတယ် healthy ဖြစ်မနေဘူး toxic ဖြစ်နေတယ်စိတ်ပင်ပန်းဆင်းရဲနေရတယ်ဆိုလို့ရှိရင်ဒီ readings ကတင်အတွက်မဟုတ်ဘူးကျင်းတည်တယ် definitely တင်အတွက်မဟုတ်ပါဘူးဒီ readings ကဒါ healthy relation ကိုပိုင်ဆိုင်ထားတဲ့သူတွေကိုလည်းself respect self boundary ရှိတဲ့ file 1လေးတွေဖြစ်တယ်ပေါ့နော်ဒီ file 1လေးတွေရဲ့ energy ကလေအချစ်တာလည်းချစ်တယ်ဒါပေမဲ့ကိုယ့်ရဲ့ goals တွေကိုယ့်ရဲ့အိမ်မက်တွေ mindset တွေကလည်းပျောက်ကွယ်မသွားဘူးဘာဖြစ်လို့လဲဆိုတော့ healthy boundaries ထဲမှာရှိနေတဲ့အတွက်ကြောင့်မလို့ healthy relations ထဲမှာရှိနေတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ identity ကိုလုံးဝအပြောက်ပြက်မခံပျောက်ပြက်စရာလည်းမလိုဘူးပေါ့နော်ကိုချစ်တဲ့စိတ်ကလည်းရှိတယ်သူများကိုလည်းချစ်ပေးတတ်တယ်ကိုယ့်ရဲ့တစ်ဖက်ပါတနာကိုလည်းချစ်ပေးတတ်တယ်အဲ့လိုပုံစံမျိုးလေးတွေကိုတွေ့ရပါတယ်เนาะဒါတော့ file 1လေးတွေရဲ့ energy
ဖိုင်ဝမ်လေးတွေရဲ့တစ်ဖက်သူရဲ့ energy ကလည်းအဲ့အတိုင်းပဲဘာလို့လဲဆိုတော့ဖိုင်ဝမ်လေးတွေရဲ့တစ်ဖက်သူကပို့ပြီးတော့မှလေစိတ်သဘောထားတွေနူးညံ့ပြီးတော့ romantic ဆန်နေเนาะ cups energy ကိုတွေ့ရတာဖြစ်တဲ့တော့ water signs တွေဖြစ်ဖို့များတယ်အဲ့တော့နှစ်ယောက်ကြားထဲမှာ energy ကဟိုဘက်ဒီဘက်ပေါ့နော်အပြန်အလှန်ဟို vice versa လားအဲ့လိုမျိုးဖြစ်နိုင်ကြီးရှိတယ်เนาะတစ်ဖက် mindset ရဲ့ energy ကလည်းကို energy လည်းဖြစ်ကောင်းဖြစ်နိုင်တယ် energy ကအဲ့လိုမျိုး changes ဖြစ်တယ်လို့လေဟိုဘက်ဒီဘက်က soft ဖြစ်တတ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒါအဆင်ပြေတယ်လို့ယူပြီးတော့ကြည့်ပြီးတစ်ဖက်သူရဲ့ energy ကကြတော့ဒီမှာဆိုလို့ရှိရင်လေတော်တော်လေးမှတော့ water sign energy တွေအများများတယ် Cancer Pisces Scorpio တွေပေါ့နော် Sun Rising Venus လည်းဖြစ်ကောင်းဖြစ်နိုင်တယ် okay ထားပါတော့အရန်ကို romantic ဆန်ပြီးတော့မှအဲ့လိုနူးညံ့နေတိမ်မွေ့တဲ့အချစ်ပေါ်မှာထားရှိတဲ့အဲ့လိုအရာတွေကလည်း romantic ဆန်နေသီလားအဲ့လိုမျိုးစိတ်သဘောထားလေးတွေကလည်းနူးညံ့နေ romantic ဆန်နေပေါ့နော်ဒါပေမဲ့တစ်ဖက်ရဲ့ vibe ကိုယ့်ရဲ့ vibe ကကြတော့ဒါပြတ်သားတယ် logic ဆန်နေ logic ကြတယ်ပေါ့နော်ပုံမှန်လင်းပြပြတသားနဲ့ communicate လုပ်တတ်တယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့နှစ်ယောက်ကသွားပြီးတော့ဟိုတယောက်လိုအပ်ချက်တွေတယောက်သွားပြီးတော့ဖြည့်ဆည်းပေးသလိုဖြစ်နေတာနှစ်ယောက်စလုံးက same vibe ဆိုတာမျိုးကဘယ်လိုမျိုးလဲဟိုမျိုးနှစ်ယောက်လုံးကကြတော့လေဟိုမတူကွဲပြားခြားနားချက်လေးရှိတယ်ဒါပေမဲ့အဲ့ဒီမတူညီတဲ့ကွဲပြားခြားနားချက်တွေကလေဟိုသွားပြီးတော့အန်ကိုက်ဖြစ်နေတာနှစ်ယောက်ကလေသွားပြီးအန်ကိုက်ဖြစ်နေတာဟိုဖိုင်ဝမ်လေးတွေတီးကြမလားတော့မသိဘူးဟိုဒိုပါဆယ်ဂိမ်းတွေပါတယ်ဆက်တဲ့အခါမှာဘဟီတီဟိုအတုံးလေးတွေเนาะဟိုရုပ်ပုံလေးတွေကိုလေပြန်ပြီးတော့ဆက်တဲ့အခါမျိုးကြလို့ရှိရင်အဲ့လိုမျိုးပေါ့တစ်ဖက်ကလိုအပ်နေတဲ့အရာကိုတစ်ဖက်ကဖြည့်ဆည်းပေးတဲ့အဲ့လိုမျိုးအဝင်ခွင်ကြားသွားပြီးတော့ဖြစ်တဲ့ energy မျိုးကိုတော့တွေ့ရတယ်နော်အဲ့တော့နှစ်ယောက်ကြားထဲက challenge တွေကဘာလဲဆိုတော့နှစ်ယောက်ကြားထဲကလေနှစ်ယောက်စလုံးကလေဒီလားဟိုလွတ်လပ်တာကိုသဘောကျတယ်တယောက်ကိုတယောက်အရန်ကြီးချုပ်ချယ်ပြီးတော့မှလေအဲ့မျိုးဟိုမယုံမကြည်နဲ့အမြဲတမ်း stalk လုပ်ပြီးစောင့်ကြည့်နေတာမျိုးတွေအဲ့လိုမျိုးစိတ်ပူပန်ရတာမျိုးတွေမရှိဘူးဒီလားနှစ်ယောက်ကြားထဲမှာလေအဲ့လိုမျိုးတအားကို freedom ဖြစ်လွန်တယ်ယုံကြည်မှုတွေလည်းရှိကြတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့လေနှစ်ယောက်ကြားထဲမှာ challenge ကကြတော့ကြီးမမာကြီးတိတ်မရှိဘူးတခုပဲအဲ့လိုမျိုးခရီးတွေပါတွေတွားကျင်တာစွန့်စားကျင်တာနော် adventure trip တွေတွားကျင်တာ hiking လုပ်ချင်တာတောင်တက်ချင်တာအဲ့လိုဟာလေးအဲ့လို energy မျိုးလေးအဲ့လို vibe မျိုးလေးတွေ့ရတယ်နော်အကယ်လို့များအဲ့လိုမျိုးတွေမလုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ကြည့်ဖို့အတွက်ကိုမှဒါပြောချင်တယ်ပေါ့နော်အဲ့လိုနှစ်ယောက်အတူတူ camping ဒီထွက်တာလေးတွေတောင်တက်တာလေးတွေအဲ့လိုမျိုးစုံဆန်းလုပ်ရတဲ့အရာမျိုးလေးတွေ trip လေးတွေသွားတာမျိုးလေးတွေပေါ့နော်အဲ့ဒါလေးလုပ်ကြည့်ပါနော်အဲ့တော့ advice အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ 3 on 1s ဟိုပါပေါ့နော်နှစ်ယောက်ကတွဲတာအတော်အသင့်တန်တစ်ခုကြာနေပြီဆိုလို့ရှိရင်လေနှစ်ယောက်ကြားထဲမှာနည်းနည်း future အတွက်ကိုနည်းနည်းဟိုပေါ့နော်management လုပ်သိနေပြီဆိုတော့ advice တော့ရတယ်ဒီလားနှစ်ယောက်ကရေရှည်ထိသွားမဲ့ပုံစံမျိုးတော့မြင်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လေဟိုပေါ့နော်ဒီအနာဂတ်အတွက်ပေါ့နော်အနာဂတ်အတွက်ဟိုဘယ်လိုပြောရမလဲအဲ့လိုမျိုးစကားလေးတွေစပြီးတော့ပြောထားတင်ပြီးဒါမှမဟုတ်အနာဂတ်အတွက် plan လေးတွေစပြီးတော့မှဆွေးနွေးတိုင်ပင်တင်ပြီးပတ်စံစုခြင်းစုမယ်စုဆောင်တင်တာတွေစုဆောင်မယ်လုံးဆရာရှိရာတွေလုံးမယ်ဆိုတော့ဒီအကြံဉာဏ်မျိုးကိုတော့ပေးခြင်းနဲ့နှစ်ယောက်ကအစင်လဲပြေနေတာဖြစ်တဲ့အတွက်ကြောင့်လေဆိုတော့ဒါအဆင်ပြေတဲ့ resonate ဖြစ်တဲ့သူတွေအတွက်ကိုရည်ညွှန်းတာနော်အဲ့လိုဆိုတော့အဲ့လိုမျိုးဆိုလို့ရှိရင်ဒါအနာဂတ်အတွက်ကိုမှစတင်ပြီးတော့ discussion လုပ်ရမယ့်အချိန်ကာလလေးတွေတော့ရောက်နေပြီလို့တော့ဒီမှာပြတယ်ဒါကတော့အကြံဉာဏ်အနေနဲ့ပေါ့နော်အဲ့တော့လာမယ့်ဒီ3လနေ6လအတွင်းမှာနှစ်ယောက်ကြားတွေကဒီ love outcomes နဲ့ပတ်သက်ပြီးတော့နှစ်ယောက်ကြားထဲမှာအဲ့တိုင်းပဲအပေးယူညီညီမျှမျှနဲ့ဆက်သွားနေမယ်ဆိုတဲ့ပုံစံမျိုးလေးတွေတွေ့ရတယ်နှစ်ယောက်ကြားထဲမှာ mutual respect တွေ mutual respect တွေရှိမယ် mutual love တွေရှိမယ်ပေါ့နော်တယောက်ကိုတယောက်အပြန်အလှန်ချစ်ခင်လေးစားမှုတွေတယောက်ကိုတယောက်အပြန်အလှန်ကျင်နာဖေးမမှုတွေတယောက်ကိုတယောက်အပြန်အလှန်စာနာနားလည်မှုတွေနဲ့ရှေ့ဆက်သွားမယ် healthy ဖြစ်တဲ့ relation လေးတစ်ခုကိုတော့ဟရာမြင်မိပါတယ်เนาะဒါကတော့ဒါဖိုင်ဝမ်လေးတွေအတွက်ပေါ့เนาะ tarot reading ဟရာဒီ tarot card တွေဖတ်နေရတယ် oracle card တောင်မှဟိုမစွဲမိလိုက်ဘူး oracle card အခုစွဲလိုက်မယ်เนาะအရန်ကိုဖတ်ပေးခြင်းတဲ့ energy တော်တော်ကောင်းလို့လေအဲ့တော့တီးလိုက်တဲ့ message လေးကို oracle card နဲ့3 card ထပ်ဆွဲပါမယ် please give me the message for Taiwan please give me the message for Taiwan Okay, dressing up.
Okay နောက်ထပ်ကဆွဲမယ်အိုးOkay ဒီမှာတော့ Oracle ကတ်ကတော့ပြတယ် emotional baggage တွေ emotional ဝန်တုံးဝန်ပိုးတွေနဲ့ပတ်သက်ပြီးတော့ဗောနော် relations တွေမှာဒါဖွင့်ချဖြေပြောပြဖို့လိုအပ်တယ်ကိုမကျေနပ်တဲ့အရာတွေ satisfy မဖြစ်တဲ့အရာတွေကိုမကြိုက်တဲ့အရာတွေကိုပြောပြဖို့လိုအပ်တယ်เนาะတယောက်နဲ့တယောက်ပုံမှန်နေရှိဖို့လိုအပ်တယ်ဆိုတာမျိုးကိုလည်းပြတယ် Okay boundaries အဲ့တော့ Okay Oracle ကတ်တွေtarot ကတ်တွေအရာတော့ energy ကတော်တော်လေးကိုမကောင်းတယ်ဒါပေမဲ့ Oracle ကတ်တွေကလည်းဘာတွေကိုပြလဲဆို Oracle ကတ်တွေကပို့ပြီးတော့မှလေဒီ advice တွေကိုပို့ပြီးတော့ပြရတယ်ပေါ့နော်ဘလို့အကြံဉာဏ်တော်တော်များများကိုပြထားတယ်ပေါ့နော် dressing app ဆိုတဲ့ဟာလေးကကြတော့လေနှစ်ယောက်ကြားထဲမှာအဲ့လိုလှလှပပလေးဝစ်စားပြီးတော့ dinner သွားတာပဲဖြစ်ဖြစ် party သွားတာပဲဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော်နှစ်ယောက်ကြားအဲ့လို quality time လေးတွေကုံဆုံးရမယ့်အချိန်လေးတွေတော့ရှိလာဖို့ရှိတယ်နော်အဲ့လိုမျိုးမရှိသေးဘူး plan မရှိသေးဘူးဆိုရင်လည်းသွားပေါ့နော်အဲ့လိုမျိုးလေးနှစ်ယောက်လုံးပြင်းစင်လေးနေပြင်းစင်လေးဝစ်စားပြီးတော့မှအဲ့လိုမျိုး dinner သွားတာတို့party သွားတာတို့လုပ်ကြည့်ပါနောက်တစ်ခုကကြတော့ baggage emotional baggage တွေနဲ့ပတ်သက်ပြီးတော့ဒီနှစ်ယောက်ကြားထဲမှာမကျေနပ်ချက်တွေအဆိုင်ခဲတွေတယောက်ကိုတယောက် satisfy မဖြစ်တာတွေမကြိုက်တဲ့အရာတွေပေါ့နော်ဘယ်အရာမှတော့ perfect မဖြစ်ဘူးအဲ့ဒီအတွက်ကြောင့်မလို့ဒီအရာတွေကိုပြန်ပြီးတော့ fix လုပ်လို့ရတယ်เนาะပြုပြင်လို့ရတာဖြစ်တဲ့အတွက်နှစ်ယောက်ကြားထဲမှာဒီ emotional baggage လေးတွေကိုဖြီထုတ်ပေးဖို့လိုအပ်တယ်ဆိုတာမျိုးကိုလည်းပြသထားသလို boundaries တဲ့ဒီမှာ boundaries ကကြတော့ Pi 1 ဒီ RS ဒီမှာ boundaries တွေကတော့ရှိတယ်เนาะအဲ့တော့တယောက်နဲ့တယောက်လေး self boundaries တွေတော့ထားမယ်လို့တော့ယုံကြည်တယ်ပေါ့နော်အကယ်လို့မထားပြစ်ဘူးဆိုလို့ရှင်လဲ boundaries လေးတစ်ခုတော့ထားကြည့်ပေါ့နော်နှစ်ယောက်စလုံးကိုဒါ advice လုပ်တာတယောက်နဲ့တယောက်မှာဒီလိုမျိုး boundaries လေးတွေထားတင်နေနောက်တစ်ခုကကျတော့မိမိတို့ဒီ Pi 1 လေးတွေမိမိတို့နှစ်ယောက်ရဲ့ boundaries ဆိုတာလဲတည်တံ့ရှိရတယ်เนาะမိမိတို့နှစ်ယောက်ရဲ့ boundaries ဆိုတာကမိမိတို့နှစ်ယောက်နဲ့တခြားဒီတငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့ပတ်သက်လာလို့ရှိရင်နှစ်ယောက်ရဲ့ boundaries ထားဖို့လဲလိုအပ်တယ်ဆိုတာမျိုးကိုလည်းထပ်ပြီးတော့ပြောချင်ပါတယ်ပေါ့နော်ဒါကတော့ဒီ Pi 1 လေးတွေအတွက် Oracle message ကရတဲ့သတင်းစကားလေးတွေပဲဖြစ်ပါတယ် Hera ရဲ့ readings လေးကိုသဘောကျလိမ့်မယ်လို့တော့ Hera မျှော်လင့်ပါတယ်ဒီ readings လေးနဲ့ energy resonate ဖြစ်တယ်ဆိုလို့ရှိရင်comment မှာ Pi 1 လို့မှန်းသွားပြီးလို့ရပါတယ်ထပ်ပြီးတော့မှ Hera နဲ့ဒါတော့မေးချင်တယ်ဆိုလို့ရှိရင်တော့ Hera ရဲ့ Telegram @HEI1996 မှာလာပြီးတော့မေးလို့စုံစမ်းလို့ရပါတယ်ရှင်အဲ့တော့ Pi 1 လေးတွေ readings ကတော့ဒီမှာပါပဲရှင်အဲ့တော့ Pi 2 လေးစီကိုသွားပါမယ် Okay Pi 2 လေးအလေတော့ရောက်ပြီပေါ့နော် Pi 2 လေးတွေအတွက် timeless reading ဒီ Pi 2 RS ပေါ့နော်RS သမားလေးတွေအတွက် timeless reading ကို Hera ကပြောပြပြီးသွားမှာဖြစ်ပါတယ်ဒီ readings လေးက general reading ဖြစ်တာအတွက်အကုန်လုံးနဲ့ energy resonate ဖြစ်ချင်မှလည်းဖြစ်မယ်ပေါ့နော်အဲဒီအတွက်ကြောင့်မို့ Hera ကလောလောဆယ် current energy ဆိုပြီးတော့ energy check လုပ်ပြီးထားပါတယ်အဲဒီ energy နဲ့ resonate ဖြစ်တယ်ဆိုလို့ရှိရင် Hera ရဲ့ readings လေးကိုဆက်ပြီးတော့ကြည့်လို့ရတယ် resonate မဖြစ်ဘူးဆိုရင်တော့တခြား file လေးတွေကိုရွေးချယ်လို့ရပါတယ်အကုန်လုံးနဲ့ resonate မဖြစ်ဘူးဆိုရင်တော့ Hera ရဲ့ readings လေးကိုကြော်သွားလို့ရပါတယ်Okay အဲ့တော့စားလိုက်ရအောင်လောဆယ် tarot ကတ်လေးနဲ့ Hera 9 ကတ်ဆွဲမှာပေါ့နော်ပထမအဆုံးကတော့ဒီ Pi 2 RS သမားလေးတွေအတွက်လက်ရှိ energy ကဘာများဖြစ်မလဲ Please give me the message for Pi 2 Please give me the message for Pi 2 Pi 2 လေးရဲ့ current energy ကဘာများဖြစ်မလဲတဲ့ဆိုတော့ဒီမှာအများကြီးကြာလာလို့ Hera မယူဘူးပေါ့နော်ပြန်ဆွဲလိုက်အောင်နော် Please give me the message forဒါကထွက်ချင်နေတာ Oh 4 ones နဲ့energy ကောင်းနေနော်တချို့ Pi 2 လေးတွေပျော်ပွဲရှင်ပွဲအခမ်းအနားတွေ engagement လုပ်တော့မဲ့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုး plan တွေရှိကြတဲ့သူတွေဖြစ်ဖို့များတယ်ပေါ့နော်ဒါ current energy ဆက်ပြောမယ်ဟို Hera အရင် tarot ကတ်တွေအရင်ဆွဲလိုက်မယ်နော်ပြီးကြတော့မှပြောပြပါမယ်ပြီးတော့တစ်ဖက်သူရဲ့ energy ပေါ့နော်တစ်ဖက်သူရဲ့ energy ကဘာများလဲ Pi 2 လေးတွေရဲ့တစ်ဖက်သူရဲ့ energy ကဘာများဖြစ်မလဲဒီကတ်ကထွက်နေပြန်ပြီ Oh my god I'm so sorry ဒီကောင်ကဘာဖြစ်ချင်နေရလဲ Okay အဲ့တော့ဒီ dead ကတ်ကို Hera clarify လုပ်ချင်တယ်ပေါ့နော် so thank you okay I got it ဒီကောင်ကဒါ dead ကတ်ကို clarify လုပ်လိုက်တော့ 7 of pentacles ထွက်လာတယ်ပေါ့နော်အဲ့တော့ဒါလေးကိုဒီလိုလေးလုပ်လိုက်မယ်
Okay. 7 of Pentacles. အဲ့တော့နှစ်ယောက်ကြားတွေက challenge ကဘာတွေများဖြစ်မလဲနှစ်ယောက်ကြားတွေက challenge ကဘာတွေများဖြစ်မလဲနှစ်ယောက်ကြားတွေက challenge ကဘာတွေများဖြစ်မလဲနောက်တစ်ခုကကြတော့ဒီ relations အတွက် high to လေးတွေရဲ့ relations အတွက်ကိုမှအကြံဉာဏ်ဘာအကြံဉာဏ်နေပေးလို့ရမလဲ advice card တွေကဘာများဖြစ်မလဲ 7 of swords okay အဲ့တော့နှစ်ယောက်ကြားတွေက love outcomes high to လေးတွေရဲ့နှစ်ယောက်ကြားတွေက love outcomes ကဘာများဖြစ်မလဲနှစ်ယောက်ကြားတွေက love outcomes ကဘာများဖြစ်မလဲPeaceful ones. Okay. Oracle ကပါတခါလေးဆွဲလိုက်မယ်ပေါ့နော် Oracle က3ကလေးဆွဲမယ် Please give me the message for part 2 part 2 RS သမားလေးတွေအတွက်တည်တည်တိုက်တဲ့ message 3ကဘာများဖြစ်မလဲ Connection Adventureနောက်ဆုံးတစ်ခါက nature okay အဲ့ဒီကတ်တွေကတော့မစိုးပါဘူးကောင်းတယ်နော်အဲ့တော့ပထမဆုံး fight to လေးတွေအတွက် energy ချက်မယ် fight to လေးတွေရဲ့လက်ရှိ energy ကတော့ဒီ relation မှာ fight to လေးတွေကတော့ပျော်တယ်တိလားပျော်နေတယ်ပျော်လဲနေတယ်ပေါ့နော်ဒါမှမဟုတ်ဒီ relations တွေမှာဆိုလို့ရှိရင်တချို့တွေကလေ engagement လုပ်ဖို့အတွက်ကိုမှဒီ season နေတဲ့အနေအထားမျိုးလေးတွေတွေ့ရတယ်ပေါ့နော်နောက်ပါလို့ရှိရင်ဒီတချို့တွေကကြတော့လေဘာသွားတွေ့ရလဲဆိုရင်ကိုနဲ့အဲ့လိုမျိုးနီးနီးနားနားပတ်ဝန်းကျင်ကလူနဲ့ relations ဖြစ်ထားတဲ့ပုံစံမျိုးပေါ့နော်ကိုနဲ့တမျိုးတည်းဒါမှမဟုတ်အဲ့လိုမျိုးတကြောင်နဲ့လောက်ဖို့ကိုင်ဘက် college အဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးလေးတွေ့ရတယ်ဒါကတော့ ဖိုင်ဝါလေးတွေ energy ဒီ energy နဲ့ resonate ဖြစ်တယ်ဆိုလို့ရှိရင်ဒီ readings ကတင်အတွက်ဖြစ်ပါတယ်။နောက်တစ်ချက်ပို့ပြီးတော့မှ private မေးချင်တယ်ဆိုလို့ရှိရင်တော့ Hera ရဲ့ Telegram @HERA1996 မှာလာပြီးတော့ဒီ package လေးကိုမေးလို့ရပါတယ်။အဲ့တော့ဆက်ပြီးတော့ပြောမယ်ပေါ့နော်။ဒါကတော့ဖိုင်ဝါလေးတွေ energy အထွေတူးမရှိဘူး။ပျော်ရွှင်ရွှင်ရှိနေတဲ့ relations နဲ့မှာပျော်နေတဲ့တချို့တွေ engagement လုပ်ဖို့ပေါ့နော်လက်ထပ်ဖို့ marriage လုပ်ဖို့အထိယူရထားတဲ့ relations တွေလည်းဖိုင်တူးထဲမှာပါလိမ့်မယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်သူရဲ့ energy မှာကကြတော့လေ तू ကလေ worry ဖြစ်နေတယ်သူ worry ဖြစ်နေတယ်ဒီလားဘာတွေကိုစိုးရိမ်နေလဲဆိုလို့ရှိရင်အဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဗောနော် financial နဲ့ပတ်သက်ပြီးတော့နှစ်ယောက်ကြားလက်ထပ်ပြီးတဲ့အခါမှာနှစ်ယောက်ကြားအတွက် financial နဲ့ပတ်သက်ပြီးတော့သူ့မှာရုန်းကန်နေရတာမျိုးလေးရှိတယ် maybe သူ့ရဲ့အလုပ်ကိုင်သူ့ရဲ့ career က unstable ဖြစ်နေတာ financial unstable ဖြစ်နေတာမျိုးတွေလည်းရှိကောင်းရှိနိုင်နေဗောနော်တစ်ဖက်ပါတနာလေအလုပ်ကိုင်မှာတိတ်ပြီးတော့အဆင်မပြေတာတို့ဒါမှမဟုတ်လို့ရှိရင်သူ့ရဲ့အလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့မှဒီငွေကြေးတွေကတည်မြဲမှုမရှိသေးတာတို့ဘာလို့ရှိတယ်နော်အဲ့လိုမျိုးရှိနေတယ်အဲ့ဒါအတွက်ကိုမှ तू ကလေပြန်စကျင်နေတယ်ပေါ့နော်ပြန်ပြီးတော့ तू ရဲ့အလုပ်ငန်းတွေသူ့ရဲ့ဒီငွေကြေးတွေနဲ့ပတ်သက်ပြီးတော့မှ तू ကအသစ်ပြန်လဲစကျင်နေတယ်ပေါ့နော်အဲ့လိုပုံစံမျိုးကိုတွေ့ရတယ်အဓိကကတော့လေဒီလားတစ်ဖက် तू ကလေဖိုင်ဒါကတော့အကုန်လုံးအတွက်တော့ဟုတ်ချင်မှာဟုတ်မှာနော်ဟဲ့ရာကောင်းထဲမှာပေါ်လာတာလေဖိုင်တူလေးတွေကိုယ်တိုင်ရကြတော့ပြေလေတယ် financial လည်းအဲ့လိုတောင်းတင်းရှိတယ်ငွေကြေးလဲလေတောင်းတင်းတယ်ပညာတတ်တဲ့ဥစဘောရုပ်ချောအဲ့လိုပုံစံမျိုးပေါ့နော်ဖိုင်တူလေးတွေကလေကိုယ့်အနေကို career နဲ့ကိုအဲ့လိုမျိုးကိုချဘကိုရက်တည်နိုင်တဲ့သူတွေများလိမ့်မယ်ဒါပေမဲ့တစ်ဖက်သူကကြတော့သူ့မှာမပြည့်စုံမှုလေးတွေရှိတယ်ရုန်းကန်ရတာလေးတွေရှိရပေါ့နော်တစ်ခါတလေကြားလို့ရှိရင်ဒီဆက်ဆံရေးမှာတစ်ဖက်သူကဖိုင်တူလေးတွေအပေါ်ပေါ့နော်အဲ့လိုမျိုးတင်းတောင်းတင်တယ်မထားနိုင်ဘူးဆိုတဲ့ပုံစံမျိုးလေးတွေနဲ့ပေါ့နော်အဲ့လိုမျိုးခိုင်ကြရင်ခံစားရတာမျိုးလေးတွေရှိတယ်ဆိုတာမျိုးကိုတော့တွေ့ရတယ်ဖိုင်တူနဲ့တစ်ဖက်သူနဲ့က energy ဟိုဘက်ဒီဘက်လည်းchanges ဖြစ်ကောင်းဖြစ်နိုင်တာမို့လို့ကိုနဲ့ resonate ဖြစ်တဲ့ဘက်ကိုယူပြီးတော့ကြည့်ပေးပါပေါ့နော်အဲ့လိုမျိုးသူကဒီ relations မှာဆိုလို့ရှိရင်လေအဲ့လိုမျိုးကြိုးစားစားနဲ့အဲ့လိုတင်းတောင်းတင်နဲ့ပြန်ပြီးတော့အဲ့လိုပြန်ထားခြင်းတယ်ဆိုတဲ့ပုံစံမျိုးလေးတွေလည်းတွေ့ရတယ်ဒီလားနော်သူ့မှာအဲ့လိုမျိုးစူးစမ်းခြင်းစိတ်တော့ရှိတယ်နှစ်ယောက်ကြားထဲမှာလေဒီလား challenge နေနဲ့ challenge ကကြတော့လေဘာလဲဆိုလို့ရှိရင်လေစိတ်ညံလက်မြန်တအားလောက်တတ်တာနော်စိတ်ညံလက်မြန်တအားလောက်တတ်တာ
နှစ်ယောက်စလုံးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်တိလားတခုခု decision ချပြီး hey ဆိုလို့ရှင်ဟာသွားမယ်စားမယ်အဲ့လိုပုံစံမျိုးအရန်ကိုမှလေပြင်းပြရှိရပေါ့နော်နှစ်ယောက်ကလှုပ်ချင်ကိုင်းချင်းပြင်းပြရှိရဒီကမှာတခုခုဆုံးဖြတ်ပြီးသွားပြီဆိုလို့ရှင်လည်းနှစ်ခါမပြောရဘူးနှစ်ယောက်စလုံးကလှုပ်မယ်ဟေးသွားမယ်ဟေးချမယ်ဟေးအဲ့လိုပုံစံမျိုးတိလားအဲ့လိုမျိုးတွေ့ရတဲ့ the chariot energy ကလေအဲ့တော့ဒီမှာတနည်းရာကိုအဲ့လိုဥတီပြီးသွားနေရပါတော့ဆိုတော့နှစ်ယောက်ကြားထဲမှာ challenge နဲ့ဒီ advice အနေနဲ့ကကြတော့လေဒီလားအဲ့လိုမျိုးတခုခုလှုပ်ချင်ပြီး hey ဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော်တက်ကြွနဲ့လှုပ်တာကောင်းတယ်ဒါပေမဲ့ seven of swords နောက်ကျောဒါနဲ့ထိုးမဲ့သူတွေကိုတတိမမူမိတတ်ဘူးသိလားအဲ့ဒါကြောင့်မလို့တစ်ခါကြလို့ရှိရင်လေအမျိုးနည်းနည်းလေး awareness ရှိဖို့လိုအပ်တယ်နှစ်ယောက်ကလေ awareness ရှိဖို့လိုအပ်တယ်တခုခုလုပ်ပြီး hey ဆိုလို့ရှိရင်တေချာလေးစဉ်းစားရမယ်တေချာလေးတတိထားပြီးတော့လုပ်ရမယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ advice အနေနဲ့ကကြတော့ seven of swords မှာဒီထေးရလူတယောက်ကတစ်ပင်နောက်ကကွယ်ပြီးတော့ဒါသားကောင်တစ်ခုခုပေါ့နော်ဒါချောင်းမြောင်းပြီးတော့သူတိုက်ခိုက်မဲ့ပုံစံမျိုးတွေ့ရတယ် PTT ရုပ်နဲ့ရုပ်ကလည်းအဲ့လိုဆိုတော့လေနှစ်ယောက်ကြားတဲ့ကိုပြောရမယ်ဆိုလို့ရှိရင်ဒါ advice ကတ်ဖြစ်နေတာเนาะအကြံဉာဏ်ပေးရမယ်ကတ်ဖြစ်နေတာဆိုတော့လေနှစ်ယောက်ကလေပေါ့နော်တစ္ဆာရှိပါပေါ့နော်လှည့်ကွက်လေးရှိရဲကိုယ်လေအဲ့လို test လုပ်တဲ့ universe က test လုပ်တဲ့အရာလေးတွေရှိတယ်เนาะအဲ့တော့အဲ့လိုမျိုးပေါ့နော်တယောက်ကကိုယ် temptation ဘယ်လိုပြောရမလဲအဲ့လိုလှည့်စားဖို့အကွက်လေးတွေရှိတယ် universe ကလေကိုယ် test လုပ်တာကိုယ့်ရဲ့ဒီဟိုပါပေါ့နော်ဒီတစ္ဆာရှိမှုတွေကမှန်ကန်ရဲ့လားဆိုတော့လေเนาะအဲ့မျိုးဆိုတော့ကိုဘက်ကဘာမှတော့ဒီဟာကိုလှုပ်ကြံဖန်တီးယူထားတာမဟုတ်ပင်မဲ့လို့အဲ့လိုမျိုးပေါ့เนาะတိုင်းဆိုင်အဲ့လိုမျိုး opportunities လေးတွေရှိလာတာမျိုးပေါ့เนาะကိုနဲ့ close ဖြစ်လာတဲ့သူတယောက်တော့ရှိလာလိမ့်မယ်အဲ့ကြလို့ရှိရင်ကိုစိတ်ကိုနိုင်ဖို့လိုတယ်เนาะဒါကလေဖိုင်းတူးလေးတွေရဲ့တစ်ဖက်သူကိုလေချင်းတီကြီးဒါဖောက်ပြန်ပါမယ်လို့ဟဲ့ပြောတာမဟုတ်ဘူးเนาะအဲ့လိုမျိုး test တွေလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်ဒါဟဲ့ရဲ့ဒီ seven of swords card အရာဟဲ့ပြောတာဒီအဲ့လိုမျိုး temptation လေးတွေအဲ့လိုလှည့်ကွက်လေး universe ကပေးလာနိုင်တယ်ဒါခဏတာပဲအဲ့ဒါခဏတာပဲเนาะအဲ့လိုမျိုး opportunity တွေပေးလာတဲ့အခါမျိုးကြလို့ရှိရင်ရုံထွက်နိုင်ဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါကတော့အကြံဉာဏ်အနေနဲ့ပြောတာပေါ့နော်ရုံထွက်နိုင်ဖို့လိုအပ်တယ်နောက်တစ်ခုကကြတော့နှစ်ယောက်ကြားထဲမှာအကယ်လို့များတွေးထိုးခြင်းတဲ့သူတွေအဲ့လိုမျိုးသဘောမတူတဲ့ဒီအနောက်ရှက်အတားအဆီးတွေရှိမယ်ဆိုလို့ရှိရင်လဲပေါ့နော်အဲ့ဒီအရာလေးတွေကိုကြင်ကြံခံပြီးတော့မှကြော်လွှားဖို့လိုအပ်တယ်ဆိုတာမျိုးလေးတွေကိုတော့တွေ့ရတယ်နှစ်ယောက်ကြားထဲမှာကမိဘဆွေမျိုးဆိုတာထက်လေအဲ့လိုမျိုးနှစ်ယောက်ကြားကွဲစီခြင်းနဲ့အဲ့လိုမျိုးthird party ဒီပါတီရှိမယ်ပေါ့နော်မိဘဆွေမျိုးတော့တိတ်ပြောမတွေးမိဘူးပေါ့နော်ဒီတချို့မနာလို့တဲ့အဲ့လိုမျိုးတငယ်ချင်းမိတ်ဆွေအပေါင်းအသင်း X အဲ့လိုမျိုးတွေတည်းရပါတော့အမျိုးကရုံးကတိုက်လှုပ်ချင်တဲ့ပုံစံမျိုးလေးတွေတော့ရှိကောင်းရှိလိမ့်မယ်เนาะအဲ့ဒါလေးတွေကိုလည်းနည်းနည်းလေးတတိထားပြီးတော့မှနှစ်ယောက်ကြားထဲမှာတတိချာ connection ကိုဒီမှာ connection ကိုတတိချာလေး bond ပေါ့เนาะတိဆောက်ထားဖို့လိုအပ်တယ်ဆိုတာမျိုးကိုတော့တွေ့ရတယ်เนาะနှစ်ယောက်ကြား connection ကလည်းအရန်ကိုအရေးကြီးတယ်အဲ့မျိုးတွေ့ရပါတယ်ဆိုတော့လာမယ့် outcomes အတွက်ကတဲ့ page of wands ဆိုတော့လေလာမယ့်ဒီ3လကနေ6လအတွင်းမှာဖိုင်းတူလေးတွေ relations ကတော့ဆက်လက်ပြီးတော့မှတည်မြဲနေအောင်မယ်ဆိုတဲ့ပုံစံမျိုးလေးတွေလည်းတွေ့ရတယ်ပေါ့နော်ဒီမှာကျတော့အသက်ကြီးကြီးအဖိုးကြီးကင်ထားတာလေ wands ကိုအဲ့လိုဆိုတော့ဆက်လက်ပြီးတော့ဒါနှစ်ယောက်ကြားထဲမှာဒီလိုမျိုးလေးပဲဆက်ပြီးတော့ရှိသွားအောင်မယ်ချစ်သွားအောင်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေလည်းတွေ့ရပါတယ်တစ်ဖက်သူတော်၎င်းဒီ masculine energy များတဲ့သူပေါ့နော် masculine energy များတဲ့သူဒီမှာတော့ယောက်ျားသားတွေတော့တော်တော်များပါတယ်အဲ့ဒီယောက်ျားသားတွေတော်တော်များများကတော့ပို့ပြီးတော့မှ hard working ပေါ့နော်ပို့ပြီးတော့မှကြိုးကြိုးစားစားနဲ့လှုပ်ချင်ကိုင်ချင်စိတ်တွေပြင်းပြတယ်ဆိုတဲ့ပုံစံမျိုးကိုလည်းတွေ့ရတယ်အဲ့လိုမျိုးတွေ့ရပါတယ်ရှင်ချားပါရှိသေးလေ3လနဲ့6လအတွင်းမှာအခြေရတော့ဒီတိုင်းလေးပဲဆက်လက်ပြီးတော့မှတည်တံ့သွားမယ်ဂျားထဲမှာလည်းဂရုံတိုက်လုပ်တဲ့သူတွေရှိပေမဲ့လည်းပြေလေးလေးပဲဆက်သွားနေမယ်ဆိုတဲ့ပုံစံမျိုးလေးတော့တွေ့ရတယ်ပေါ့နော်နှစ်ယောက်ဂျားထဲမှာတော့အဲ့ဒါ
လူလေးတွေပေါ့နော်ဒါတတိထားရမယ့်အချက်လေးတွေတော့ပြောပြပြီးသွားပါပြီOracle ကတ်ဒီအရာတော့လေဒီလားဒီအတွဲရလေးဒီလားဒီအတွဲရလေးခီးသွားပြီးဖို့တော်တော်လိုအပ်နေတဲ့ပုံစံမျိုးပဲဒီလားခီးတွေပါအတူတူထွက်တာမျိုးကလည်း connection ကိုပို့ပြီးတော့ခိုင်မြဲစေတယ် adventure trip တွေပေါ့နော်အဲ့ဒါတွေကလည်းဒီနှစ်ယောက်ကြားတဲ့ကဒီ connection မှာ excitement လေးပေါ့နော်စိတ်လှုပ်ရှားမှုလေးတွေပေးနိုင်တယ်ပေါ့နော်နှစ်ယောက်ကြားထဲမှာအဲ့လိုမျိုးနောက်ပြီးရင်တဘာဝတော့တောင်အဲ့လိုမျိုးနေရာလေးတွေကိုလည်းတွားပေးခြင်းအဖြစ်ပေါ့နော်အဲ့လိုမျိုးချစ်လေးတွေကလည်းပို့ပြီးတော့တိုးပွားလာစေတယ်ဆိုတော့ပုံစံမျိုးကိုတွေ့ရတယ်ပေါ့အဓိကကတော့ဒီခီးတွေထွက်ပြီးတဘာဝနဲ့နီးစပ်တဲ့နေရာတွေကိုတွားပေးပါမျိုးပြားနဲ့ဝေးတဲ့နေရာပေါ့နော်အဲ့လိုမျိုးတဘာဝတောတောင်တဘာဝတွေစီကိုတွားပေးပါเนาะအဲ့လိုမျိုး adventure trip တွေထွက်ပေးပါအဲ့ဒါလေးတွေကနှစ်ယောက်ကြားထဲမှာပုံပြီးတော့မှခိုင်မြဲတဲ့ relations ကိုရရှိဖို့အတွက်အခွင့်အခါကောင်းလေးတွေဖြစ်ပါတယ်လို့ပြောချင်ပါတယ်ဒါကတော့ fine tool လေးတွေအတွက်ကတော့ readings ပဲဖြစ်ပါတယ် right readings လေးကိုလည်းအားလုံးကသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်အဲ့တော့နောက် readings လေးမှာပဲပြန်လဲတွေ့ကြရအောင်လောဆယ် fine 3 လေးတွေအတွက် readings ကိုသွားပါအခုနောက်ဆုံးပေါ့နော် fine 3 လေးတွေအတွက်က relation သမားတွေအတွက် timeless reading လေးဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့ဒီ tarot card နဲ့ရာက energy အရင် check ပါမယ် tarot card 5 card ဆွဲပါမယ် energy တစ်ချက်ကြည့်ပြီနော်Pile 3 please give me the message for Pile 3 current energy Pile 3 လေးတွေရဲ့ current energy ကဘာများဖြစ်မလဲဒီ relations မှာ Pile 3 လေးတွေရဲ့ current energy ကဘာများဖြစ်မလဲ okay Knight of Pentacles logic ကြပဲเนาะokay အဲ့တော့တစ်ဖက်သူရဲ့ energy ရောဘာများဖြစ်မလဲဒီ Pile 3 လေးတွေရဲ့တစ်ဖက်သူ energy ကဘာများဖြစ်မလဲ Knight of Wands at sign နဲ့ fire signs နဲ့တွေ့ရတယ်အဲ့တော့နှစ်ယောက်ကြားတွေက challenge ကဘာများဖြစ်မလဲနှစ်ယောက်ကြားတွေက challenge ကဘာများဖြစ်မလဲ Please give me the messageနှစ်ယောက်ကြားတွေက challenge ကဘာများဖြစ်မလဲ Pile 3 oh တွေ့ပြီ 5 of Wands နောက်တစ်ခုက advice ကဘာများဖြစ်မလဲဒီ relationship ကအဆင်ပြေဖို့ပေါ့နော် healthy ဖြစ်ဖို့ advice ကဘာများဖြစ်မလဲဘာများအချက်နဲ့ပေးရမလဲပေါ့နော်ဒီ relationship အရေးကြီးတယ် Page of Cups နောက်ဆုံးအနေနဲ့ကတော့လာမယ့်3လကနေ6လအတွင်းဒီ Pile 3 လေးတွေရဲ့ love outcomes ကဘာများဖြစ်မလဲဒါလေးထွက်နေ oh my god I'm so sorry okay ထပ်ဆွဲလိုက်တာ the devil ကိုထပ်ဆွဲလိုက်တာ emperor နဲ့ six of swords နဲ့ okay ဒါ clarify လုပ်ထားတဲ့ကလေးဆိုတော့ဒီဘက်ဘေးနားမှာထားရတော့မယ်နည်းနည်းတော့ challenge ပြီးစိန်ခေါ်မှုတွေများတယ်เนาะဒီ Pile 3 လေးတွေ relation ကကြတော့လေokay အဲ့တော့ဒီ oracle love oracle romance love oracle message ကဘာတွေများပေးမလဲပေါ့เนาะ Pile 3 လေးအတွက် advice message ကဘာများဖြစ်မလဲထမောင်းဆုံး long distance အဲ့ဒါကြောင့်ပဲနေမယ် long distance နေများမယ်เนาะဒီမှာတော့ကတ်ကထွက်လာပြီ long distance နေတော်တော်များများပါလိမ့်မယ် Pile 3 ထဲမှာအဲ့ဒါကြီးကြောင့်ပဲဒီချက်ရန်ဖြစ်နေရတဲ့ဆက်ဆံရေးလေးတော့တွေ့ရပါတယ်celebrate please give me the message for Pile 3နောက်ဆုံးကတော့true love မလေး true love ဆိုပဲဟေးကြားလာပြီ okay oracle ကတည်းကတော့ကောင်းတယ်tarot ကလေးမှာတော့ပြောကြလေးရှိလာတယ်ပေါ့နော်ဒီမှာအဆုံး Pile 3 လေးတွေရဲ့လက်ရှိ current energy ကတော့လေပြောရမယ်ဆိုလို့ရှိရင်နည်းနည်း logic ကြတယ်ပေါ့နော်နည်းနည်း logic ကြတယ်စိတ်ကူးရင်ဆိုင်တဲ့သူတွေမပါဘူးပေါ့နော်ဒီစစ်ဆိုင်ရေးကို
ပြောရမယ်ဆိုရှင်ဆက်ဆက်ရေးမှမဟုတ်ပါဘူးဘဲရမဆိုအဲ့လိုမျိုး logical ကြကြတွေးတဲ့သူမျိုးတွေနောက်ပြီးရင် plan တွေအဲ့လိုမျိုးတွေရှိတယ်เนาะတအားကိုလေအဲ့လိုမျိုးတိချာစစ်ဆက်တိတိကြကြအဲ့လိုပုံစံမျိုးလေးလည်းရှိတယ်စစ်ဆက်တေးကြတယ်ပေါ့ကွယ်ပြောရမယ်ဆိုလို့ရှင်တော့ relations မှာဆိုလဲအဲ့တိုင်းပဲအဲ့လိုမျိုးစိတ်တိုင်းမကြနိုင်နဲ့အလိုမကြရလေးရှိရဘာလို့ဆိုတော့ကိုကတအားယူမှစိတ်ဆက်တိကြလွန်းတဲ့သူဖြစ်နေတာဆိုတော့လေအဲ့လိုမျိုးစားပေါ့နော်အဲ့လိုမျိုးမြင်တတ်တယ်ပေါ့နော်တစ်ဖက်သူရဲ့အမှားကိုလေမြင်တတ်တယ်အဲ့လိုပုံစံမျိုးလေးတွေပါတယ်ဒီလားဒါ current energy ဒီ energy နဲ့ resonate ဖြစ်မဖြစ်တစ်ချက်ကြည့်ပေးပေါ့နော်တစ်ဖက်သူရဲ့ energy ကလည်းမိမိရဲ့ energy လည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ် energy ကဟိုဘက်ဒီဘက် chain နေရဆိုတော့တစ်ဖက်သူ energy ပါတစ်ခါလေးပြောလိုက်မယ်ပေါ့နော်တစ်ဖက်သူကကြတော့လေnight energy ပဲကွာတစ်ဖက်သူကကြတော့လေဘာဖြစ်လဲဆိုတော့ night source ကကြတော့လေတစ်ဖက်သူကလေတစ်ခါကြလို့ရှိရင်အဲ့လိုမျိုးပေါ့နော်ဒီ commitment ပေးရမှာမျိုးလေးကြောက်တာမျိုးလေးရှိရသေးလားကြောက်တာထက်လေအဲ့လိုမျိုးခက်ခဲနေရပါတော့အဲ့လိုမျိုးပြီးရင်နည်းနည်းပေါ့နော်အဲ့လိုမျိုး passion တော့ရှိပါတယ် passion တော့ရှိတယ်သူမှလေ passion ရှိတယ်ကိုယ့်ဘောအဲ့လိုမျိုးချစ်တယ်ပေါ့နော်ချစ်တော့ချစ်တယ်ဒါပေမဲ့အဲ့လိုမျိုးဟိုလိုမျိုးအဆုံးထိမတွေးဘူးဒါပေမဲ့ဒီ pine 3လေးတွေကကြတော့အဲ့လိုတဆုံတွေးတတ်တဲ့သူမျိုးလေးတဆုံတွေးတတ်တဲ့သူမျိုးလေးအနာဂတ် future plan တွေပါညာအဲ့လိုမျိုးတွေးတတ်တဲ့သူမျိုးဒီဘက်ကကျတော့အဲ့လောက်ထိမတွေးတတ်တဲ့သူမျိုးပေါ့နော်အဲ့လိုမျိုးပြောလို့တစ်ဖက်သူကတော့အဲ့လောက်ကြီးထိမဟုတ်ဘူးတချို့ကြတော့လေအဲ့လိုချစ်တာမချစ်တာနဲ့မဆိုင်ဘူးတိလားအဲ့လိုမျိုးအဲ့လောက်ထိကိုမတွေးထားကြတဲ့သူမျိုးတွေရှိရပေါ့နော်အဲ့လိုတွေတော့တွေ့ရတယ်အဲ့တော့ဒီ Nikon ones ကလည်းဒီ travel ကိုပြရဖြစ်တဲ့အတွက်ဒီဘက်မှာလည်း long distance ဆိုတာမျိုးတွေပါတာဖြစ်တယ်နောက် Nikon Panic မှာလည်းမြေပုံလေးကိုကြည့်ထားတာဆိုတော့လေအဲ့ဆိုတော့ဒီဟာကတော်တော်များများကတော့ long distance တွေဖြစ်ဖို့များတယ်အဲ့တော့ long distance ဆိုတဲ့အတိုင်းပဲဝေးကွာနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့တယောက်နဲ့တယောက်ကြားထဲမှာယုံကြည်မှုလေးတွေပေါ့နော်တိဆောက်ဖို့ကလိုအပ်တယ်အဲ့ဒါလေးနှစ်ယောက်ကြားထဲမှာအဲ့လို challenge ကဘာဖြစ်နေလဲဆိုလို့ရှိရင်လေအမျိုး fight of ones ဘယ်လိုပြောရမလဲကလောက်စားလေးဖြစ်နေရတာပေါ့နော်အဓိကတော့နေဝေးနေရရဲ့တယောက်ကိုတယောက်အဲ့လိုမျိုးပေါ့နော်ယုံကြည်မှုကိုတိဆောက်ဖို့လိုအပ်နေရလေးတွေရှိတယ်ပေါ့နော် advice အနေနဲ့ကကျတော့ facial caps တဲ့ပေါ့နော်ဒီလိုမျိုးဘယ်လိုပြောရမလဲပြတ်သားရမယ် express ပြရမယ်ပေါ့နော် caps တွေကလေအဲ့လိုမျိုးစိတ်ဘောထားရင်နူးညံ့တဲ့ water signs တွေကိုရည်ညွှန်းနိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့လေ show off လုပ်ဖို့လိုအပ်တယ်ဘာတွေကိုလဲဆိုအဲ့လိုမျိုးကျင်နာမှုတွေ cue ဆိုင်မှုလေးတွေကိုလေနှစ်ဖက်စလုံးကလေဒီလားတယောက်နဲ့တယောက်အပြန်လဲအဲ့လိုမျိုးကျင်နာနာနဲ့ကျူးဆိုင်ပေးဖို့ကိုချင်းမြတ်တာတွေကိုပြသဖို့လိုအပ်တယ်ဆိုတာမျိုးတော့ဒီအကြံဉာဏ်ပေးထားတယ်ပေါ့နော်တိအောင်ပြောပြရမယ်တယောက်ကိုတယောက်ဒီချင်းမြတ်တာတွေကိုပြသရမယ်အနေလဲဝေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လေအဲ့လိုမျိုးကျူးဆိုင်မှုလေးတွေကျင်နာမှုလေးတွေကိုချင်းမြတ်တာတွေကိုပြသရမယ်နှစ်ယောက်တူတူခီးသွားတာလေဒီပိုင်းလေးသုံးခုစလုံး recommend ပေးခြင်းနဲ့ခီးရအရင်သွားခိုင်းနေတာထားရဆရာမခီးတွေစွတ်သွားခိုင်းနေဆိုတာမျိုးအဲ့မျိုးတော့တွေ့ရတယ်နော်လာမဲ့ဒီ3လနဲ့6လအတွင်းနှစ်ယောက်ကြားတွေက relations ရဲ့ outcomes ကကြတော့လေ the divorce တဲ့ဒီလားတယောက်ကိုတယောက်လေမလိုအပ်ဖ ೇನೆ အလွန်ကြုံ obsessive ဖြစ်တာမျိုးတွေဆွဲလန်းတာမျိုးတွေပေါ့နော်အဲ့မျိုးတွေကမရဘူးပေါ့နော်အဲ့မျိုးမလုပ်သင့်ဘူးလိုအပ်တာတဲ့ပို့ပြီးတော့ဆွဲလန်းမှုတွေတနာတွေကြီးပွားတဲ့အခါမျိုးကြလို့ရှိရင်ပူလောင်ရတာမျိုးတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးပူလောင်ရတာမျိုးလေးရှိရယ်အဲ့ဒီဟာလေးတွေ short ကျင်နေပေါ့နော်တယောက်နဲ့တယောက်လေအဲ့မျိုးအဲ့လိုမျိုးဆိုတာဘယ်လိုပြောရမလဲဆိုရင်ဆွဲလန်းကိုတအားဖြစ်လွန်တာလည်းမကောင်းเนาะဆွဲလန်းတအားဖြစ်လွန်တာမကောင်းအကြံဉာဏ်ဟဲ့ရော့ကောင်းထဲမှာပေါ်လာတဲ့အကြံဉာဏ်ကကြတော့လေ long distance ဖြစ်နေရဆိုလို့ရှိရင်တယောက်နဲ့တယောက်ဒါပြသတဲ့နဲ့ဒီမြစ်တာတွေကတော့ကျင်နာနှွေးထွေးမှုတွေကတော့ပြသရမယ်ဒါပေမဲ့မိမိရဲ့ကိုယ်ပိုင်အချိန်မှာမိမိဘာသာမိမိဝါသနာပါလေးလုပ်မယ်တိုးတက်ကြောင်းနေလုပ်မယ် self love self care တွေရှိရမယ်ကိုဂယူးဆိုင်ရမယ်ကိုချစ်ရမယ်ကိုယ့်ရဲ့ identity ကတော့လုံးဝပြောက်မသွားရဘူးအဲ့ဒီ mindset လေးတစ်ခုတော့ထည့်ထားစေခြင်းနဲ့အမြဲတမ်းဝေးကွာနေရတဲ့အတွက်ကြောင့်မလို့အမြဲတမ်းပူပန်တော့ကတွေနဲ့ဒါတစ်ဖက်သူအမြဲတမ်းရန်လုံနေမယ်မတင်ကားတွေဖြစ်နေမယ်ဆိုလို့ရှိရင်ကိုပဲပူလာရမှာเนาะအဲ့တော့သူ
ကိုပေါ်မှာတစ္ဆာမရှိတာကသူ့အပိုင်းတစ္ဆာမရှိဘူးလို့မပြောဘူးနော်တစ္ဆာရှိသည်ရလဲသူ့အပိုင်းပဲရှိရင်လဲသူခံစားရမှာမရှိရင်လဲ သူကကိုယ့်အတွက်မဟုတ်ဘူးပေါ့နော်အဓိကကိုယ့်ရဲ့ဒီ mindset လေးကိုကြတော့အဲ့လိုမျိုးပေါ့နော်ကိုအချိန်ပေးမယ်သူနဲ့စကားပြောစရာရှိတာတွေပြောလိုက်မယ်ဟုတ်တယ်မလားပြီးသွားလို့ရှိရင်တော့ကိုအချိန်ပေးမယ်ကိုယူဆိုင်မယ်ကိုရဲ့တိုးတက်ကြောင်းအောင်မြင်ကြောင်းတွေကိုလုပ်မယ်နော်ကိုမပြောက်ပြတ်သွားစေနဲ့တကယ်ချင်းနေနဲ့သွားဆက်ရှိရသွားမယ်ဟန်နောက်လုပ်ဆက်ရှိရလုပ်မယ်ဒါမျိုးဖြစ်နေရမယ်ပေါ့နော်ကိုယ့်ရဲ့ identity ကိုပျောက်သွားစေရမလို့ပေါ့နော်ဒါကတော့ Hera ဘာသာပေးခြင်းနဲ့အကြံဉာဏ်ပေါ့နော်အဲ့တော့အဲ့လိုမျိုး identity ပျောက်သွားတဲ့ခါကျတစ်ဖက်သူအားကြီးမိခိုလွန်းရကြသွားတဲ့ခါကျလို့ရှိရင် emotions တွေပါတော့ပြီးမိခိုမိရလေသူ့ကြောင့်ပဲပျော်ရွှင်ရတယ်လို့ဘာလို့တွေဖြစ်ကုန်တာဖြစ်ကုန်တဲ့ခါကျတော့ဟိုမျိုးသူ့ဘက်ကအဲ့လိုမျိုးကိုအချိန်မပေးနိုင်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ကိုယ့်ဘက်ကတန်တရားရင်းနဲ့ပူလောင်ပြီးတော့မှအဲ့လိုမျိုးတအားအောင်မှာသူ့ဖုန်းမဆက်မချင်းကိုင်းနေတာတို့ message တွေအများကြီးပို့တာတို့ဘာလို့ no ဒါတွေလုံးเสียမလို့ပေါ့နော် the devil ကအဲ့လိုမျိုးဖြစ်လာမယ့်အနေအထားမျိုးတွေကိုပြရတယ်ပေါ့နော်တယောက်နဲ့တယောက်ကြားထဲမှာအဲ့လိုမျိုးတန်တရားတွေများလာတာအဲ့လိုမျိုးတေချာရှင်းလေးနဲ့နှစ်ယောက်ကြားအဲ့လိုတေချာမမြင်နိုင်တော့တာမျိုးလေးရှိတတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီအစွဲလန်းနေအဲ့ဒီတန်တရားများမှုတွေကို short လိုက်နော်အဲ့ဒါပြောချင်တာ short လိုက်တစ်ဖက်သူကို control လုံးလို့မရတဲ့အရာတွေကို control မလုပ်ပါနဲ့တစ်ဖက်သူကကိုချစ်လာဖို့ control မလုပ်နဲ့တစ်ဖက်သူကသစ္စာရှိဖို့လည်း control မလုပ်နဲ့ဒါတွေက control လုပ်လို့မရဘူးဘာတွေကို control လုပ်လို့ရလဲတစ်ဖက်သူကကိုချစ်လာတဲ့အခါကိုဘယ်လိုမျိုးပြန်ချစ်ပေးမလဲကို control လုပ်လို့ရတယ်တစ်ဖက်သူကကိုသစ္စာဖောက်သွားတဲ့အခါမှာကိုဘယ်လိုမျိုး react လုပ်ရမလဲဆိုတာကို control လုပ်လို့ရတယ်အဲ့တော့ကို control လုပ်လို့ရတဲ့အရာတွေကိုပဲ control လုပ်ပါလို့ပြောချင်ပါတယ်နော်နော်အဲ့တော့ healing လေးတွေလုပ်ပေးဖို့လိုအပ်တယ်ဖိုင်3လေးတွေကိုရိုင်းတော့၎င်းဖိုင်3လေးတွေရဲ့တစ်ဖက်သူတော့၎င်းပေါ့နော်နှစ်ယောက်ထဲမှာနှစ်ယောက်စလုံးတော့၎င်းပေါ့နော်အဲ့မျိုးနည်းနည်းလေးမိခိုးနေတာမျိုးလေးတွေတွေ့ရတယ်တိလားသူများကိုလေအဲ့လိုမျိုးတအားအောင်မှinfluence လုပ်ချင်တာဟိုမသွားနဲ့ဒီကမသွားနဲ့နည်းနည်းလေးချုပ်ချယ်တာသုံးဝင်တိုးတာရစ်တာအဲ့လိုမျိုးလေးတွေလည်းတွေ့ရတယ်ပေါ့နော်အဲ့ဒီဟာလေးတွေကိုလွှတ်ချနိုင်အောင်လွှတ်ချဖို့ကြိုးစားပါလို့ပြောချင်တယ်နော်အဲ့ဒါလေးတွေလွှတ်ချဖို့ကြိုးစားပါတစ်ဖက်သူကို control လုပ်ဖို့ဘယ်တော့မှမကြိုးစားပါနဲ့ကိုပဲ control လုပ်ပါကိုဘယ်လိုမျိုးအကောင်းဆုံးတုံ့ပြန်မလဲဆိုတာကိုပဲ control လုပ်ပါနော်အဲ့တော့နှစ်ယောက်ကြားထဲမှာ celebrate လေးတော့ရှိလာပါတယ်နော်နှစ်ယောက်ကြားထဲမှာ celebrate လေးရှိလာမယ်နှစ်ယောက်တယောက်နဲ့တယောက်အတူတူ long distance ဖြစ်နေဆိုလို့ရှိရင်လည်းတနေရာမှာတွေ့ပြီးတော့မှခီးထွက်တာမျိုးလေးတွေဒါမှမဟုတ်အဲ့လိုမျိုးပေါ့နော်အတူတူဒီနာသက်စားတာမျိုးလေးတွေပါတီသွားတာမျိုးလေးတွေလည်းလုပ်ပေးခြင်းအပြင်ဒါနှစ်ယောက်ကြားထဲက quality time ကိုပို့မှုပြီးတော့မှရစီပဲပေါ့နော်နှစ်ယောက်ကြားထဲက connection ကိုလည်းပို့ပြီးတော့bond ဖြစ်စေတယ်ပို့ပြီးတော့ stronger ဖြစ်စေတယ်ပေါ့နော်Okay true love ဆိုတာလေးကိုတွေ့ရဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ယောက်ကြားတွေကအချစ်ရတော့တကယ်ကြီးကို true love ပါလို့တော့ဟေရာကအာမတော့မခံနိုင်ဘူးဒါပေမဲ့ true love ဆိုတာရှိတယ်ဖိုင်3လေးမှာ true love ဆိုတာရှိတယ်တစ်ဖက်သူမကောင်းမလားသူ betray လုပ်သွားတယ်ပဲဖြစ်ဘာပဲဖြစ်နေကိုကဘယ်လို react လုပ်မလဲကိုဘယ်လိုမျိုးလောင်နေမှာလားလောင်ပြီးကြံခဲ့မှာလားဒါမှမဟုတ်ငါ့ရဲ့တန်ဖိုး तू မသိလို့ပဲဆိုတာမျိုးနဲ့ပဲကိုတန်ဖိုးပဲကိုမြင့်ပြီးတော့နေမလားဒါကိုရဲ့ဆုံးဖြတ်ချက်ပဲtrue love ကတော့သူ့အနေနဲ့သူ is on your way ပဲလာနေမှာပဲ true love ကတော့လာမယ်ဒီလိုက true love လည်းဖြစ်ချင်ဖြစ်မယ်မဖြစ်ဘူးဆိုရင်လည်း true love ကလာဖို့ရှိတယ်ဖိုင်3လေးတွေအဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့ identity ကိုလုံးဝအပြောင်းမခံပါနဲ့တအားကြီးတွေမစွဲလန်းပါနဲ့မယူသွတ်ပါနဲ့ကိုအချိန်ပေးပါကိုယ့်ရဲ့တိုးတက်ကြောင်းတွေကိုအချိန်ပေးပါကိုချစ်ပါကိုယူဆိုင်ပါ skin care ဖို့လည်းမမေ့ပါနဲ့လို့ပြောချင်ပါတယ်ဒါကတော့5 3လေးအတွက် readings ပဲဖြစ်ပါတယ် right readings တွေကိုသဘောကျမယ်လို့ဟေရာမျှော်လင့်ပါတယ်နောက် readings တွေမှာပဲပြန်လည်ပြီးတော့ဆုံးဖြတ်ကြအောင်ရှင့်အားလုံးပဲတက်တာပါ